အိမ်မက်တစ်ခုအတွက်ဆွန့်လွတ်ရဲဖို့အခက်အခဲတွေကိုခွန်အားဖြင့်ပြောင်းလဲဖို့အတွက်ပရိသတ်တွေကိုသူ့ရဲ့ကိုယ်ရေးဖြစ်ရလေးပြောလာခဲ့တဲ့ရိုနယ်ဒိုပရိသတ်များအားမင်္ဂလာပါ Yes ပါအိမ်မက်ကွန်ရှီကိုစာပေကနေပြီးတော့ပြန်လည်ကြိုလိုက်ပါရင်ရိုနယ်ဒိုဟာသူ့ရဲ့ငယ်ဘဝအကြောင်းနဲ့ပတ်သက်ပြီးပြန်ပြောင်းပြောဆိုလာခဲ့တဲ့စကားတွေကိုတေချာနားထောင်ကြည့်မယ်ဆိုရင်တကယ်ကိုစိတ်ခွန်အားဖြစ်ရပါတယ်သူပြောခဲ့တဲ့စကားတွေကိုပြန်ပြီးတော့မျှဝေပေးရမယ်ဆိုရင် Sporting Academy ကိုကျွန်တော်ပြောင်းခဲ့ရတဲ့အချိန်မှာအသက်17နှစ်ပဲရှိသေးတယ်မန်ဒေယာကျွန်းကနေအဲ့ဒီအသက်အရွယ်လေးနဲ့ကျွန်တော်သွားခဲ့ရတာပါဘွားရဲ့ခက်ခဲဆုံးပါပဲအခုချိန်မှာပြန်တွေးယူကျင်စရာပါကျွန်တော်မိသားစုအတွက်လည်းအရန်ခက်ခဲခဲ့ပါတယ်ဒါပေမဲ့အိမ်မက်တစ်ခုရှိခဲ့ပြီးအဲ့ဒါကိုဖြစ်မြောက်အောင်လုပ်ဖို့အတွက်အိမ်ကနေထွက်ခဲ့ရပါတယ်အိမ်ကလည်းကျွန်တော်ကိုခွင့်ပြုပေးခဲ့တယ်ဒါပေမဲ့နေ့တိုင်းကျွန်တော်ငိုနေခဲ့တာပါပေါ်တူဂီမှာဆိုပေမဲ့လေယူလေသိန်းတွေကမတူဘူးယဉ်ကျေးမှုချင်းကမတူဘူးဘယ်သူနဲ့မှလည်းကျွန်တော်မသိဘူးတခြားတိုင်းပြည်တစ်ခုကိုရောက်နေတယ်လို့ပဲလေးလာကိုတစ်ချိန်လောက်အိမ်ကလည်းလာတွေ့နိုင်တယ်သူတို့ကိုလွှမ်းလို့ကျွန်တော်မှနေ့တိုင်းနာကျင်နေခဲ့ရတယ်ဒါပေမဲ့ဘောလုံးကကျွန်တော်ကိုရှေ့ဆက်စေခဲ့တယ်ကယ်ရီမှာတခြားကလေးတွေမလုပ်နိုင်တာတွေကျွန်တော်လုပ်နိုင်တယ်မင်းသူလုံးနိုင်တာတွေကိုတွေ့လာတကယ်ကိုတားရဲတကောင်လိုပဲကယ်မီကကလေးတယောက်ကနောက်တစ်ယောက်ပြောတာတွေကိုပထမဆုံးကြားခဲ့တဲ့နေ့ကိုတော့ကျွန်တော်ပြန်အမှတ်ရမိတယ်ဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ်မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစရာမလိုပဲအင်တာနက်လိုင်းရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yes Ball iBet ခွန်ရှိကို agency မှာဘောလုံးကစားလို့ရတယ်နော်နေ့စဉ်တိုင်းမှာဘောလုံးဝဲဘောစုံကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ iBet ခွန်ရှိကိုမောင်း956မှာ Body မောင်းပထမပိုင်းဒုတိယပိုင်းသာမကဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ဘောင်းစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်သစ်10ရာခိုင်နှုန်းစနေနေ့တိုင်း unit ဖြည့်9ရာခိုင်နှုန်းလာချုပ်ရှုံးကြေးဘောနဲ့9ရာခိုင်နှုန်းပေးတဲ့အပြင်ညီပြမရှိယုံကြည်စိတ်ချစွာကစားခြင်းလေဆိုရင်တော့ Yes Ball ပေးကနေပဲဖြစ်ဖြစ် Viber Telegram 399253 9439ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာရယ်ဒိုရဲ့ဒီတွေ့ကြုံကဘွားမှာအိမ်မက်တစ်ခုအတွက်ဆွန့်လွတ်မှုတွေလုပ်ရတဲ့အခါမှာဘလောက်ခက်ခဲပြီးနာကျင်စရာတွေဖြစ်နိုင်တယ်ဆိုတာကိုပြသပေးတယ်။ဒါပေမဲ့အိမ်မက်တစ်ခုရှိပြီးအဲ့ဒါကိုရောက်အောင်သွားဖို့စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင်အခက်အခဲတွေကိုကျော်လွှားနိုင်တယ်ဆိုတာသူ့ရဲ့ဇာတ်လမ်းကသက်သေပြနေတယ်။ရယ်ဒိုအကယ်ဒမီမှာဒီဇိုင်းတွေကြားထဲမှာအထီးကျန်ခံစားရပြီးမိသားစုကိုလမ်းဆွခဲ့ပေမဲ့ဘောလုံးကသူ့ကိုရှေ့ဆက်ဖို့အတွက်တွန်းအားပေးခဲ့ပါတယ်။သူကအကယ်ဒမီမှာတခြားကလေးတွေမလုပ်နိုင်တဲ့အရာတွေကိုလုပ်နိုင်ခဲ့တယ်။သူ့ရဲ့ကြိုးစားအားထုတ်မှုစွမ်းရည်နဲ့စိတ်ပိုင်းဖြတ်မှုတွေကအကယ်ဒမီကကလေးတွေကြားမှာသူ့ကိုထင်ရှားစေခဲ့တယ်။ဒီလိုအသိမှတ်ပြုခံရမှုဟာရယ်ဒိုရဲ့ယုံကြည်မှုကိုမြင့်တင်ပေးခဲ့ပြီးသူ့ရဲ့အိမ်မက်ကိုဆက်လက်လိုက်လံမှုအတွက်ဖိအားပေးခဲ့ပါတယ်။သူဟာဘောလုံးကွင်းထဲမှာသူ့ရဲ့အထီးကျန်မှုနဲ့ဝမ်းနည်းမှုတွေကိုပြောင်းလဲထုတ်လွှင့်နိုင်ခဲ့ပြီးအဲ့ဒီခံစားချက်တွေကိုစွမ်းအားဖြင့်ပြောင်းလဲအသုံးချနိုင်ခဲ့ပါတယ်။ဘဝမှာအခက်အခဲတွေကိုကြုံတွေ့ရတဲ့အခါကိုချစ်တဲ့အရာတွေကိုအာရုံစိုက်ပြီးအဲ့ဒါကိုရှေ့ဆက်ဖို့အတွက်တွန်းအားဖြင့်အသုံးပြုနိုင်တယ်ဆိုတာရယ်ဒိုရဲ့ဇာတ်လမ်းကသင်ပေးတယ်။သူ့အတွက်ဘောလုံးဟာဝမ်းနည်းမှုတွေကိုကျော်လွှားဖို့တကားပေါက်တစ်ခုဖြစ်ခဲ့သလိုကိုချစ်တဲ့အရာတစ်ခုကိုစုပ်ကိုင်ထားမယ်ဆိုရင်ဘလို့အခက်အခဲမျိုးကိုမဆိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။ရယ်ဒိုရဲ့ Sporting Academy မှာစတင်ခဲ့တဲ့ခီးလန်းဟာသူ့ကို Manchester United, Real Madrid, Juventus နဲ့အခုဆိုရင် NSR အထိပို့ဆောင်ပေးခဲ့ပါတယ်။သူဟာဘောလုံးသမိုင်းမှာအကောင်းဆုံးကစားမတူဖြစ်လာခဲ့ပြီး Champions League 5 ကြိမ် ဘောလုံးဆု5ကြိမ်နဲ့နိုင်ငံတကာဂိုးသွင်းစံချိန်140ကျော်ထိရရှိထားသူဖြစ်ပါတယ်။ဒီအောင်မြင်မှုတွေအားလုံးရဲ့နောက်ကွယ်မှာသူ့ရဲ့ငယ်ရွယ်စဉ်ကစိတ်သက်ကြံ့ခိုင်မှုနဲ့အိမ်မက်အတွက်မဆုံးမနစ်စူးစမ်းခဲ့မှုတွေရှိခဲ့ပါတယ်။ရယ်ဒိုရဲ့ငယ်ရွယ်စဉ်ကဇလန်ဟာဘွားမှာအောင်မြင်မှုအတွက်လိုအပ်တဲ့စိတ်သက်ကြံ့ခိုင်မှုနဲ့ဆွမ်းလွတ်မှုတွေကိုပြသပေးပါတယ်။သူ့ရဲ့ခီးလန်းကနေကျွန်တော်တို့တင်ယူနိုင်တဲ့အဓိကစိတ်သက်ခွန်အားပေးစရာချက်တွေကတော့အိမ်မက်အတွက်ဆွမ်းလွတ်ရဲပါရယ်ဒိုဟာအသက်17နှစ်အရွယ်မှာမိသားစုနဲ့ဝေးကွာပြီးအိမ်မက်တစ်ခုအတွက်ဆွန့်လွတ်ခဲ့ရပါတယ်။ဒီလိုဆွန့်လွတ်မှုဟာနာကျင်စရာဖြစ်ပေမဲ့အိမ်မက်တစ်ခုအတွက်ရဲဝံ့စွာဆုံးဖြတ်ချက်ချမှုဟာအောင်မြင်မှုတွေစီဦးတည်စေနိုင်ပါတယ်။အခက်အခဲတွေကိုခွန်အားဖြင့်ပြောင်းလဲပါရယ်ဒိုဟာအထီးကျန်မှုနဲ့ဝမ်းနည်းမှုတွေကိုဘောလုံးကွင်းထဲမှာစွမ်းအားဖြင့်ပြောင်းလဲသုံးချနိုင်ခဲ့ပါတယ်။ဘဝမှာကြုံတွေ့နေရတဲ့နာကျင်မှုတွေကိုရှေ့ဆက်ဖို့တဲ့တွန်းအားဖြင့်ပြောင်းလဲနိုင်ရင်ဘလို့တားဆီးမဆိုးကျော်လာနိုင်ပါတယ်။ကိုယ့်ရဲ့စွမ်းရည်ကိုယုံကြည်ပါအကယ်ဒမီမှာသူဟာတခြားကလေးတွေအတွက်ထူးချွန်တဲ့စွမ်းရည်ကိုပြသခဲ့ပြီးအဲ့ဒီအသိမှတ်ပြုမှုကသူ့ရဲ့ယုံကြည်မှုကိုတိုးမြှင့်ပေးခဲ့ပါတယ်။ကိုယ့်ရဲ့စွမ်းရည်ကိုယုံကြည်ပြီးစူးစမ်းမှုနဲ့ပေါင်းစပ်မယ်ဆိုရင်ဘလို့ပန်းနိုင်ကိုမဆိုရောက်နိုင်ပါတယ်။မိသားစုရဲ့အားပေးမှုကိုတန်ဖိုးထားပါရယ်ဒိုရဲ့မိသားစုကသူ့ရဲ့အိမ်မက်ကိုအားပေးခဲ့ပြီးဒါကသူ့အတွက်စိတ်သက်ခွန်အားဖြစ်ခဲ့ပါတယ်။ဘဝမှာမိသားစုနဲ့ချစ်ခင်သူတွေအားပေးမှုဟာအခက်အခဲတွေကိုကျော်လွှားဖို့အတွက်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပါ။အချို့အပြင်ပြောမယ်ဆိုရင်ရယ်ဒိုရဲ့ဇာတ်လမ်းဟာကျွန်တော်ရဲ့အိမ်မက်တစ်ခုအတွက်ဆွန့်လွတ်ရဲဖို့အခက်အခဲတွေကိုထွန်းအားဖြင့်ပြောင်းလဲဖို့ကိုယ်စွမ်းရည်ကိုယုံကြည်ဖို့နဲ့မိသားစုအားပေးမှုကိုတန်ဖိုးထားဖို့သင်ပေးပါတယ်။ဒီဇာတ်လမ်းဟာဘဝမှာဘလို့အခက်အခဲမျိုးကိုမဆိုကျော်လွှားပြီးအောင်မြင်မှုစီကိုရောက်ရှိနိုင်တယ်ဆိုတာကိုစိတ်သက်ခွန်အားပေးစရာတက်တဲ့တစ်ခုလိုပဲဆိုလိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။